ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ယနေ့18ရက်3လ2025မှာလာမဲ့31ရက်3လ2025အထိခုနှစ်ရက်သားသမီးမိတ်ဆွေများအတွက်အချစ်ရေးအိမ်တောင်ရေးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးတွေကိုထားတော့ရဲ့ကြလာတဲ့နမိတ်အတိုင်းဖတ်ကြားဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်စတင်ပြီးတော့တနင်္ဂနွေသားသမီးလေးတွေအတွက်အချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးမိတ်ဆွေလေးတွေဟာအခုကာလအတွင်းမှာအချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံတရားရဲ့လှည့်စားခြင်းတွေကြောင့်မေတ္တာရေးမှာအနှောက်အယှက်တွေကြုံနေရပါလိမ့်မယ်ဖြစ်လို့ဒီများကိုရှုပ်တီးထားမယ့်ကာလတစ်ခုဖြစ်ပါတယ်ရှင်မိမိကရည်မှန်းထားသူကတယောက်လက်တွေ့တယောက်ဖြစ်ပေါ်နေမဲ့ကာလအနေအထားဖြစ်ပါတယ်ရှင်ကာလအတန်ကြာအဆင်ပြေနေရမှဘေးစကားသွေးစကားအနှောက်အယှက်တွေဝင်လာမဲ့ကာလဖြစ်ပါတယ်အနည်းငယ်သတိရှိရန်လိုအပ်ပါတယ်ရှင်ချစ်သူခင်သူများနှင့်ခိတ္တယာယီခွဲခွာသွားတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့မိသားစုအတွင်းမှာထူးခြားသောအဆုံးဖြတ်ခြင်းတွေကြောင့်တိုးတက်မှုများရရှိမဲ့ကာလဖြစ်ပါတယ်မိန်းကလေးကဥဆောင်ပြီးတော့အရာရာလောက်ကင်နိုင်မယ်ဆိုရင်စီးပွားကံလုပ်ငန်းကံတွေနဲ့အဆင်ပြေမဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့တနင်္လာသားသမီးလေးတွေအတွက်အချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်အခုကာလအတွင်းမှာတနင်္လာသားသမီးလေးတွေဟာသစ္စာတရားနှင့်စစ်မှန်သောမေတ္တာကိုရရှိမဲ့ကာလဖြစ်ပါတယ်အထင်အမြင်လွဲမှားမှုများလဲဖြည့်ရှင်းစရာမလိုပဲသူ့ဟာနဲ့သူပြန်လည်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်ရှင်တို့ပါတော့လဲတနင်္လာသားသမီးပြိုရည်သူလေးတွေဟာအခုကာလအတွင်းမှာအထီးကျန်ဆန်နေရပါလိမ့်မယ်ပြိုရည်သူများအတွက်အချစ်စစ်နဲ့အချစ်အတူအယောင်ကိုခွဲခြားသိရှိနိုင်မဲ့ကာလဖြစ်ပါတယ်ကာလအတန်ကြာဝေးကွာနေသောချစ်သူခင်သူများနေလဲပြန်လည်ဆုံစည်းမဲ့ကာလဖြစ်ပါတယ်ရှင်တနင်္လာသားသမီးအိမ်အောင်ချင်းလေးတွေကတော့အခုကာလအတွင်းမှာတီးတန့်နေလိုတဲ့စိတ်ပြင်းထန်နေပါလိမ့်မယ်မေတ္တာရေးကိုဦးစားမပေးဘဲတီးတန့်နေလိုတဲ့စိတ်များဖြစ်ပေါ်နေတာလေးတွေတွေ့ရှိရပါတယ်ရှင်ဆက်လက်ပြီးတော့အင်္ဂါသားသမီးလေးတွေအတွက်အချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးအမျိုးသားလေးတွေဟာအခုကာလမှာမိမိထက်ဥစ္စာဒနာပညာအဆင့်သာသောအမျိုးသမီးများနှင့်မေတ္တာမျှနေတတ်ပါတယ်အခုကာလဟာအင်္ဂါသားလေးတွေဟာစမ်းအလွန်မှပွင့်နေပါလိမ့်မယ်ရှင်ဘဝအတွက်အရေးပါသောအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်များကိုလည်းစမှတ်ရမယ့်ကာလဖြစ်ပါတယ်အင်္ဂါသားသမီးအမျိုးသမီးလေးတွေကတော့အခုကာလအတွင်းမှာမိသားစုဝင်ထဲမှာအိမ်တော်မရှိတဲ့သူအိမ်တော်ကြတတ်ပါတယ်ရှင်အိမ်တော်ကြပြီးတော့အင်္ဂါသားသမီးလေးတွေကတော့အခုကာလအတွင်းမှာသားသမီးယတနာတစ်ပါးရရှိတတ်ပါတယ်ရှင်အထင်မြင်လွဲခံရခြင်းများဖြည့်ရှင်းရခြင်းများကင်းလွတ်ပြီးတော့အဆင်ပြေသွားမယ့်ကာလဖြစ်ပါတယ်အခုကာလဟာချစ်ချင်းမေတ္တာဤကောင်းသောအကျိုးကိုရရှိခံစားနိုင်သောကာလတစ်ခုရောက်ရှိနေပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ဗုဒ္ဓဟူယာဟုသားသမီးလေးတွေအတွက်အချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူယာဟုပြည့်ရသူလေးတွေဟာမချစ်တဲ့သောသူကိုတွားရောက်ချစ်ခြင်းအချစ်မှားခြင်းဆုံးဖြတ်ချက်မှားခြင်းများကြုံနေရတတ်ပါတယ်အချစ်ရေးနဲ့ပတ်သက်ပြီးတော့အခုကာလဟာစိတ်နှောက်ယှက်များလဲဝင်နိုင်သောကာလဖြစ်ပါတယ်ရှင်မိမိချစ်သူနဲ့မိမိရဲ့အကြားမှာဘေးစကားသွေးစကားအနှောက်အယှက်များဝင်လာတတ်ပါတယ်အနည်းငယ်တတိရှိရန်လိုအပ်ပါတယ်ပြည့်ရသူများအတွက်မေတ္တာရေးလမ်းကြောင်းမှာလောကတန်၏အနှောက်အယှက်ဝင်နိုင်သောကာလဖြစ်ပါတယ်ရှင်အတိတ်ကမိမိနှင့်မေတ္တာမျှ၍ချစ်ခဲ့သောမိမိရဲ့ချစ်သူအဟောင်းဟာပြန်လည်ပြီးတော့မိမိကလက်ရှိချစ်သူအသစ်နဲ့တွဲနေကမှပြန်လည်ပြီးတော့ပေါ်ပေါက်လာတတ်ပါတယ်မိမိကိုမစားရသောအမဲတဲနဲ့ပတ်သက်ခဲ့သူရန်ပြုတ်လာတတ်ပါတယ်ရှင်အနည်းငယ်တတိရှိရန်လိုအပ်ပါတယ်လို့ဆရာမကတော့တတိပေးချင်ပါတယ်ရှင်အိမ်အောင်ရှင်ဗုဒ္ဓဟူယာဟုသားသမီးလေးတွေကတော့အခုကာလဟာခမီးခမတ်ပြဿနာများငွေကြေးနဲ့ပတ်သက်ပြီးတော့ပြဿနာများကြုံတွေ့သွားရတတ်ပါတယ်ရှင်အနည်းငယ်တတိထားသိရန်လိုအပ်ပါတယ်ရှင်ဆက်လက်ပြီးတော့ကြာတာပေးသားသမီးလေးတွေအတွက်အချစ်ရေးအိမ်အောင်ကြီးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်ကြာတာပေးသားသမီးလေးတွေဟာမေတ္တာရေးနဲ့ပတ်သက်ပြီးတော့အခုကာလမှာကောင်းမွန်သောအနေအထားသို့ရောက်ရှိနေပါတယ်ရှင်ချစ်သူမရှိသူများချစ်သူရရှိတတ်ပါတယ်အိမ်အောင်မရှိသူများလည်းအိမ်အောင်ကြတတ်ပြီးတော့အိမ်အောင်ချိပြီးသူများကလည်းသားသမီးယတနာတစ်ပါးထုံးကားရရှိတတ်ပါတယ်ရှင်မိမိရွယ်ထားသောသူများနှင့်ပြန်လည်ဆုံစည်းနိုင်မဲ့ကာလဖြစ်ပါတယ်ရှင်ဘဝအတွက်အရေးပါသောအိမ်အောင်ရေးနှင့်ပတ်သက်တဲ့မေတ္တာရေးကိစ္စရပ်များကိုစုပ်ဖြတ်ချက်ချရမယ့်ကာလဖြစ်ပါတယ်ရှင်ကြာတာပေးသားသမီးပြွယ်သူလေးတွေဟာအခုကာလမှာမိမိပေါ်ကိုမေတ္တာမျှလိုတဲ့သူပေါ်များနေပါလိမ့်မယ်ရှင်ချစ်သူနှင့်ခွဲခွာနေရသော
ကြာတာပေးသားသမီးလေးတွေကလည်းအခုကာလမှာပြန်လဲပြီးတော့အဆင်ပြေပြီးတော့ဆက်သွယ်မှုများရရှိလာပါလိမ့်မယ်ရှင်အိမ်အောင်ရှင်ကြာတာပေးသားသမီးလေးတွေကလည်းအခုကာလမှာသဘောထားကွဲလွဲမှုများနဲ့နားလည်မှုလွဲနေသောပြဿနာများပြန်လဲပြီးတော့အဆင်ပြေကောင်းမွန်သွားပါလိမ့်မယ်ရှင်ဆက်လက်ပြီးတော့တောက်ကြသားသမီးလေးတွေအတွက်အချစ်ရဲ့အိမ်အောင်ကြီးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်တွေကိုဟောကြားပေးရှင်ပါတယ်ရှင်အခုကာလမှာတောက်ကြသားသမီးလေးတွေဟာအချစ်ရဲ့အိမ်အောင်ကြီးနဲ့ပတ်သက်ပြီးတော့အခက်အခဲကြမှာအရာရာအဆင်ပြေမဲ့ကာလဖြစ်ပါတယ်မေတ္တာရေးမှာကံကောင်းနေသောအနေအထားသို့ရောက်ရှိနေပါလိမ့်မယ်ရှင်ဘဝအတွက်အရေးပါသောမိမိရဲ့အိမ်အောင်ဘက်ရွေးချယ်ခြင်းမေတ္တာဘက်ရွေးချယ်ခြင်းများကြုံတွေ့ရတတ်ပါတယ်မိမိလိုလားချက်ရည်ရွယ်ချက်များကိုဖော်ဆောင်ပေးနိုင်ပြီးတော့မိမိရဲ့ဘဝရှိရေးအတွက်အာမခံချက်ပေးနိုင်သောမေတ္တာရှင်များနှင့်တွေ့ရှိမဲ့ကာလဖြစ်ပါတယ်ရှင်အရင်တုန်းကမိမိကိုနစ်မွန်းအောင်စိတ်အနှောက်အယှက်ဖြစ်အောင်အသေးကွဲအောင်လုပ်ခဲ့တော်သူများအားတုတ်ပြန်နိုင်မဲ့ကာလဖြစ်ပါတယ်။သို့ပါတော့လေဆရာမကတော့အကြံဉာဏ်ပေးချင်ပါတယ်ရှင်။ခွင့်လွှတ်မှုဖြစ်တာအနိုင်ယူသင့်ပါတယ်လို့အကြံဉာဏ်ပေးချင်ပါတယ်ရှင်။ပင်ကိုကံအားဖြင့်တောက်ကြသားသမီးလေးတွေဟာအချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစိုးများကင်းပြီးကောင်းရှင်ဘက်သို့ရောက်ရှိလာပါလိမ့်မယ်လို့ဟောကြားပေးချင်ပါတယ်ရှင်။ဆက်လက်ပြီးတော့စနေသားသမီးလေးတွေအတွက်အချစ်ရေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်။အခုကာလအတွင်းမှာစနေသားသမီးလေးတွေဟာအချစ်ရည်နဲ့ပတ်သက်ပြီးတော့ယာများနေရပါလိမ့်မယ်ရှင်။ယာယီအညံ့ရှိသောကာလလည်းဖြစ်ပါတယ်ရှင်။မိမိချစ်သူနှင့်မိမိရဲ့အကြားမှာစိတ်နှောက်ယှက်များဖြစ်ပေါ်နေပါလိမ့်မယ်။မိမိကဖြစ်လို့ဒီကတစ်မျိုးသူ့ရဲ့စိတ်ကတစ်ဖုံဖြစ်နေပါလိမ့်မယ်။ထို့သို့ဖြစ်နေခြင်းကြောင့်လည်းစိတ်နှောက်ယှက်များကြုံတွေ့သွားရတတ်ပါတယ်။အထင်မြင်လွဲမှားမှုများကိုလည်းဖြည့်ချင်းနေရပါလိမ့်မယ်ရှင်။အနှောက်ယှက်များကြုံတွေ့ရမယ့်ကာလတစ်ခုတည်းမှာစနေသားသမီးလေးတွေဟာရောက်ရှိနေပါတယ်။မိမိနဲ့မိမိရဲ့ချစ်သူအကြားမိမိရဲ့အိမ်တော်ဘက်နဲ့မိမိရဲ့အကြားမှာဘေးစကားသွေးသားအနှောက်ယှက်များပေါ်များနေပါလိမ့်မယ်ရှင်မိမိကမိမိရဲ့ချစ်သူအပေါ်ကိုဘလောက်ပင်ကောင်းစေကမူမိမိရဲ့ချစ်သူကမိမိအပေါ်ကိုအကောင်းမမြင်ပဲဖြစ်နေပါလိမ့်မယ်ရှင်တေးသေးချာချာပွင့်ပွင့်လင်းလင်းပြောဆိုညှိနှိုင်းဆောင်ရွက်ပါလို့အကြံဉာဏ်ပေးချင်ပါတယ်ရှင်အခုလိုမျိုးဆရာမဟောကြားပေးခဲ့ခြင်းဟာခုနှစ်ရက်သားသမီးမိတ်ဆွေလေးတွေအတွက်အချစ်ရင်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်ခုနှစ်ရက်သားသမီးမိတ်ဆွေလေးတွေအားလုံးအစဉ်ပြေကံကောင်းကြပါစေရှင်စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတွေနဲ့လည်းပြေဝကြပါစေဘေးဥပတ်အန္တရာယ်များမှလည်းကင်းစင်လွတ်မြောက်ကြပါစေစီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်အောင်မြင်ကြပါစေအလှူရည်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာများပို့တာပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်